ပိုင်တာအုပ်စုတော်မူသောကျွန်တော်ရဲ့ကိုယ်ကိုယ်ရာသာရရှင်ဖာဖျားသည်ဒီနေ့သားတော်ကိုရှင်ဖျားရဲ့ထားမြောက်သောနေ့၌ကျွန်တော်ကိုချစ်လာစွာသောမိတ်ဆွေကောင်းများဖာဖျားခြင်းပို့ပြီးတဲ့အတွက်ဖာဖျားခြင်းပုံမှာကျေးဇူးတင်ပါတယ်အာမင်ဒီနေ့ဖာဖျားခြင်းရဲ့ကျေးဇူးတော်ကြောင့်ဖာဖျားခြင်းတာကြီးနဲ့ကျွန်တော်သေဆရာတော်များကျွန်တော်ဆရာတော်ကြီးဟောပြောစက်တိခါနဲ့ပို့ချခြင်းများကိုကျွန်တော်ကောင်းစွာနားထောင်ပါတယ်ပထမပိုင်းမှာနားထောင်တဲ့ဒါဝိနဲ့ဂေါလက်မှာလည်းပဲခွန်အားရစရာရှိသလိုအခုစမာရိမြို့ယူရင်းနာ၌ဖြစ်ရတဲ့ပြဿနာအကြောင်းအရာများပေါ်မှာအခြေပြု၍ကြားနာတဲ့အခါမှာကျွန်တော်အထင်နဲ့ရှိတဲ့ယုံကြည်စိတ်ချမှုမရှိတဲ့တာသမီများလည်းရှိတယ်မိမိရဲ့အဆက်တောက်ကိုအဓိကထားရမပေါ်ပြတာပဲရှိတယ်ဒီရများကိုသူတို့စိတ်လုံးထဲ၌လည်းရည်ရွယ်၍ဒီနေ့တည်းရှင်းမှုမရှိပဲနောက်သင်္ဍာနေ့တိုင်အောင်ဒါရောက်နိုင်မှုရဲ့လည်းဘုရားပို့ဆောင်ပြီးတော်မူပါအာမင်အဓိကကြတော့ကေတင်ခြင်းနဲ့ဆောရရောက်ခြင်းကိုဒီနေ့အဓိကဟောထားခြင်းဖြစ်တယ်လို့တာမီးတို့နဲ့လည်းအဓိကကြတဲ့အကြောင်းအရာများကိုနားလည်၍သူအဓိကကြသောအရာများကိုအလူရဲ့နဲ့ရယူပိုင်ဆိုင်နေမှုအတွက်ဘုရားလာရောက်သူရောက်စီတဲ့နှလုံးထဲမှာဝိညာဉ်တော်အားဖြင့်တူထိပြီးတော်မူပါအာမင်ဒီနေ့ဟောကြားတဲ့ဒီနာအားလုံးကိုကျွန်တော်တို့အကျုံးဝင်တဲ့အရာကြီးဖြစ်တယ်လို့နားထောင်သူတို့၌လည်းသက်ဆိုင်တဲ့အကြောင်းအရာများဖြစ်တယ်ဒီဟာကိုဆက်လက်စုံစမ်းနိုင်စုံစည်းနိုင်မှုအတွက်ကောင်းကြီးပေးပါမယ်ကောင်းအချိန်တိုင်းနဲ့တာမီရောက်စီတဲ့ရဲ့စက်တော်ကိုဆက်ကတ်တဲ့အခါမှာသခင်ခရစ်တော်ရဲ့နာမတော်မြတ်ကိုမြည်ပြုလေယုံကြည်စွာဆုတောင်းဆက်ကပ်ပါသည်ဖားလို့ဆိုပြတ်ခြင်းအာမင်